မြေကွက်ရောင်းရင်မြေကွက်ရှိယုံနဲ့မရအောင်အိမ်ချမ်းမြေရောင်းဝယ်လောကမှာမြေကွက်ကောင်းတစ်ကွက်ရှိယုံနဲ့ရောင်းထွက်မယ်လို့မထင်ပါနဲ့မြေကွက်ကောင်းတာကကုန်ပစ္စည်းပါအဲ့ဒီမြေကွက်ကိုမှန်ကန်တဲ့ဝယ်သူစီရောက်အောင်ပို့ပေးနိုင်တာကနဝက်ပါပိုင်ရှင်တွေနဲ့လည်းချိတ်ဆက်မှုရှိရမယ်အကျိုးဆောင်တွေနဲ့လည်းဆက်သွယ်မှုကောင်းရှိရမယ်ဝယ်သူရင်းနှီးမြှုပ်နှံသူတွေနဲ့လည်းရင်းနှီးမှုတည်ဆောက်ထားရမယ်နဝက်ဆိုတာလူများများသိတာတစ်ခုတည်းမဟုတ်ကိုကအလုပ်တစ်ခုရှိလာတဲ့အခါကိုကိုယုံယုံကြည်ကြည်နဲ့ကူညီပေးမဲ့သူရှိတာကိုခေါ်တာဒါပေမဲ့နဝက်ကောင်းလို့နဲ့လည်းမလုံလောက်ဘူးမာကတ်ဆိုတာစပင်ဝီးတစ်ခုလိုပဲအမြဲတမ်းလဲနေတာဒီနေ့ဝယ်သူကြိုက်တာနဲ့မနှက်ဖြန်ဝယ်သူကြိုက်တာမတူနိုင်ဘူးဒီနေ့မျိုးလေကမြေခွက်တွေကိုကြိုက်တယ်မနှက်ဖြန်စက်မှုစုံလမ်းမာတန်းနောက်ဖွံ့ဖြိုးတိုးတက်မဲ့မြေနေရာတွေကိုစိတ်ဝင်စားနိုင်တယ်အဲ့တော့စပင်ဝီးပေါ်မှာကိုကတောက်လျှောက်ရှိနေပုံလို့ပျောက်သွားလို့မရဘူးရက်နေလို့မရဘူးမာကတ်ပြောင်းသွားတာကိုမသိပဲနေလို့မရဘူးရေဈေးတွေလေးလာရမယ်ဘယ်နေရာတွေမှာအယောင်းဝယ်ဖြစ်နေလဲဆိုတာသိရမယ်ဘယ်သူတွေဘာကြောင့်ဝယ်ရလဲနားလဲရအွန်လိုင်းမှာလည်းကိုယ့်အလုပ်ကိုမှန်မှန်ပြရမယ်လက်တွေ့မြေပြင်ကွင်းဆင်းပြီးတော့အချက်လက်ဆိုရမယ်အိမ်ချမ်းမြေလောကမှာရက်တည်နိုင်တဲ့သူဆိုတာမြေကွက်အများဆုံးရှိတဲ့သူမဟုတ်နဝက်ကိုယုံကြည်မှုနဲ့တည်ဆောက်ထားပြီးမာကတ်မှာအမြဲတမ်းလှုပ်ရှားနေတဲ့သူဖြစ်တယ်အဲ့တော့မြေကွက်တစ်ကွက်ရောင်းထွက်ဖို့မြေကွက်ကောင်းတစ်ကွက်ရှိုံနဲ့မလုံလောက်ဘူးလူမှန်နဲ့ချိတ်ဆက်နိုင်ရမယ်အချိန်မှန်မာကတ်ထဲမှာရှိနေနိုင်ရမယ်စပင်ဝီးကဘရောမှမရက်ဘူးကိုရက်တဲ့နေ့ကသာကိုနေရာကိုတခြားသူကနေရာယူသွားမှာအယောင်းဝယ်လောကမှာအခွင့်အရေးကိုစောင့်နေတဲ့သူမဖြစ်ပါစေနဲ့နဝက်တီဆောက်ပြီးမာကတ်ပေါ်မှာအမြဲတမ်းလက်ပတ်နေသူဖြစ်ဖို့လိုတယ်